CapCut နဲ့ edit လုပ်တတ်ဖို့လေ့လာနေတဲ့သူတယောက်ဆိုရင်ခုပြောပြပေးမယ်ဗီဒီယိုကိုကြည့်လိုက်ပါဒီဗီဒီယိုမှာတော့ CapCut ရဲ့အခြေခံသဘောတရားတွေကိုပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ် CapCut ထဲကိုဝင်လိုက်မယ်ဒီမှာကျွန်တော်တို့ပထမဦးဆုံးလုပ်ရမယ့်အချက်ကတော့ဒီမှာဒီအပေါ်မှာ setting လေးရှိရပေါ့နော် setting လေးကိုကျွန်တော်တို့ပထမဆုံးဒီမှာလုပ်เสียရှိရဒီ error defeat any ဆိုတာလေးကိုကျွန်တော်တို့ပိတ်ပေးရပါမယ်ဒါလေးပိတ်ထားပေးလိုက်ပါပြီးတော့ရင်ပြန်ပြတ်ထွက်မယ် okay စတော့မယ်ဆိုတော့ကျွန်တော်တို့ new project ကိုနှိပ်လိုက်မယ် okay new project ကိုနှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာဒီ video ရှိတယ်နောက်တစ်ခုဒီဘက်ညာဘက်မှာဆိုရင်တော့ photo ရှိတယ်အဲ့တော့နောက်ဒီမှာ photo ရော video ရောနှစ်ခုလုံးကိုသုံးပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပုံကိုထည့်လိုက်မယ်ကဲပုံကိုထည့်လိုက်မယ်ပြီးရင်ဒီအောက်ဘက်မှာပေါ်နေတဲ့အဲ့ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာဒီအောက်ဘက်မှာပေါ်နေတဲ့ဒီအဲ့ဆိုတာလေးကိုနှိပ်ပေးလိုက် okay ဒီနေရာမှာဒီလိုရှိရင်မှာကျွန်တော်ရှင်းပြပေးမယ်ဒီမြင်းချောင်းလေးရတော့ကျွန်တော်တို့ဒီမြင်းချောင်းလေးရတော့ကျွန်တော်တို့တိုင်းလိုင်းလို့ခေါ်ပါတော့နော်ဒီတိုင်းရွှေကျွန်တော်တို့လိုအပ်တဲ့နေရာမှာဒီလိုလေးတိုင်းလိုင်းကိုထောက်ပြီးတော့ဖြည့်ရပါဘောနော်ဒါကတော့တိုင်းလိုင်းနောက်တစ်ခုဒါ over လေးပေါ့ဗီဒီယိုပုံနှစ်ပုံကိုအောက်ထပ်ချင်တယ်ဆိုရင်ဒီမှာဒီဟာလေးကိုနှိပ်ရဲဒီ over လေးအသုံးဝင်သွားတော့ကျွန်တော်တို့ဗီဒီယိုတစ်ခုကိုနောက်အောက်ကနေဆက်ပြီးတော့ကျွန်တော်တို့ဒီလိုပြောမှလဲမိမိပုံစံဟာတာရိုလေးတွေကျွန်တော်ဖြတ်ကိုက်ညက်လုပ်ချင်ဒီ over လေးကိုသုံးရရပါတော့အဲ့တော့ဒီထဲမှာဒီတိုင်းလိုင်းနဲ့တစ်ဆက်တည်းသုံးညင်ဆိုတော့ဒီအပေါင်းကိုနှိပ်ပြီးတော့ပုံတွေဆက်ထည့်လို့ရပါတော့โอเคနောက်တစ်ခုကျွန်တော်ဒီဗီဒီယိုထည့်ပြပေးမယ်ဒီအပေါင်းလေးကိုနှိပ်လိုက်ဗီဒီယိုရွေးလိုက်မယ်ပြီးကျွန်တော်တို့ဗီဒီယိုတစ်ခုရွေးလိုက်မယ်โอเคဗီဒီယိုတစ်ခုရွေးပြီဆိုတော့ကျွန်တော်တို့ဒီဖြတ်တောင်းမှတွေပါလိုက်ပါတော့နောက်စမ်းလိုက်မယ်ကျွန်တော်တို့ဒီတိုင်းလိုင်းလေးကိုထောက်ပြီးတော့โอเคတော့ဒီရှေ့ရဆိုတာကျွန်တော်မလိုချင်ဘူးမလိုချင်တော့ဖြစ်တဲ့အတွက်ကျွန်တော်ဒီ split ကိုတိုင်းလိုင်းကိုထောက်လိုက်ပြီးရင် split ကိုနှိပ်လိုက်ဟောနှစ်ချမ်းကွဲသွားပြီဗီဒီယိုကအဲ့တော့ဒီရှေ့နဲ့နောက်ကိုမလိုချင်တဲ့ဘက်ကိုဒါဖြတ်ထုတ်ပြလိုက်မယ်ပေါ့နော်ဒီကလေးကိုထောက်လိုက်ကိုမလိုချင်မိရမိုက်ပုံတွေထည့်လိုက်မယ်ဒီနားတော့ဗီဒီယိုတွေနဲ့ပုံတွေကိုဖြတ်ကညက်လုပ်ပြီးနှစ်ခုဆက်တာပေါ့နော်ကိုလိုချင်တဲ့နေရာနဲ့ကိုလိုချင်တဲ့နေရာကိုယူပြီးတော့မလိုချင်တဲ့နေရာကိုဖြတ်ထုတ်ပြတဲ့နည်းလေးပေါ့โอเคโอเคတကယ်လို့ဒီမှာကျွန်တော်တို့ပုံကိုဒီပုံတွေကိုနောက်ဆုံးမှထားခြင်းနဲ့ဗီဒီယိုကိုရှေ့ဆုံးထားခြင်းနဲ့ဆိုဆွဲလိုက်โอเคဒါဆိုဗီဒီယိုရှေ့ဆုံးရောက်သွားပြီဖိပြီးတော့နောက်ပြီးတော့ audio ကတော့ဒီတချင်းတွေထည့်ရပါတော့တချင်းထည့်တဲ့နေရာနှစ်နည်းရှိရယ်ကျွန်တော်ဒီ audio တွေကနေထည့်ရတခုရယ်တော့မဟုတ်ကျွန်တော်တို့ဒီအောက်ကနေပြီးတော့ဒီမှာဒီ sound တွေကနေပြန်ပြီးတော့ထည့်ရပါတော့ပထမတစ်နည်းကတော့ဒီမှာကျွန်တော်တို့ဒီ H2 ကကျွန်တော်တို့ဗီဒီယိုတွေကနေပြန်ပြီးတော့ကိုကြိုက်တဲ့တချင်းကိုထည့်ရပါတော့အမေဒီပြောင်းနေရမလို့ပဲနဲ့နောက်တစ်ခုကတော့ over လေးကိုနှိပ်ပြီးတော့ဒီတချင်းထည့်ရပါတော့ over လေးကိုနှိပ်လိုက်တော့ရင်အဲ့ over လေးကိုနှိပ်မယ်ပြီးရင်ကိုထည့်မဲ့တချင်းကိုရွေးလိုက်မယ်ဟိုရွေးပြီးသွားပြီဆိုဒီအောက်ကဗီဒီယိုလေးကိုထောက်လိုက်ပြီးရင်ဒီမှာဘယ်ဘက်ကိုနည်းနည်းလေးဆွဲပေးလိုက်ဒီမှာကျွန်တော်တို့ဒီ extra audio ဆိုတာရှိရယ် extra audio ကိုနှိပ်လိုက်အေးဒါဆိုရင်ရပြီအဲ့တော့ပုံကိုပြန်ပြီးတိုင်းတိုင်းကိုထောက်လိုက်ဒီမှာဒီပုံကိုကျွန်တော်တို့ဒီအပေါ်ကပုံကိုဖြတ်ထုတ်ပြလိုက်မယ်โอเคဒါဆိုရင်တချင်းရပြီ
Okay တချင်းရပြီတချင်းရပြီကျွန်တော်ဒီမှာတချင်းကပိုးနေပေါ့နော်ထည့်ထုတ်ပြလိုက်မယ်ဒီပုံကလည်းပိုးနေတိုင်းအတိုးကျွန်လည်းရွလို့ရတာပဲကြာတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့လိုရတဲ့နေရာကိုတစ်ခါလေးထောက်ပြီးဖြတ်လိုက်မယ် Okay အဲ့ဒါညီတော့နောက်တစ်ခုကျွန်တော်ဗာပြောရအောင်မလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီ audio ထောက်လိုက်ပြီးဒီမှာ audio မှာလည်းကျွန်တော်တို့အတန်တိုးကျယ်လုပ်လို့ရတယ်ပေါ့နော်နောက်ဘောဗီဒီယိုဆိုလည်းဒီမှာထောက်လိုက်ပြီးဒီမှာ speed ကျွန်တော်တို့နှေးရတယ်ပြီးတော့ရှင်းလို့ရပေါ့ဒီ speed ရတော့ပြီးဒီမှာ volume ကျွန်တော် volume ကိုအတိုးလို့လည်းရလို့ချက်လို့လည်းရတယ်အဲ့တော့ကျွန်တော်တို့100ထားမလား150ထားမလား300ထားမလားအောက်ကို50ထားမလားကြိုက်တယ်လို့ထားလို့ရပေါ့နော် Okay ပြီးပြီနောက်တစ်ခုမပြောမလဲဆိုရင်အဲ့တော့အခြေခံသဘောတရားအရာကျွန်တော်ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဒီ masking အကြောင်းကိုကျွန်တော်ရှင်းပြပေးမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲငွေချင်းတို့တွေကကျွန်တော်ရဲ့ဗီဒီယိုလေးတွေကထောက်ကူဖြစ်စေဆိုရင်တော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးပြုလုပ်သွားဖို့ပြောချင်ပါတယ်ဗျာ